Hello အော်ဆိုလာဆိုင် Grace Jesse လာပါပြီဒီနေ့မှာတော့ဒီမှာဝယ်ဆိုင်ဈေးကြီးတော့ကိုယ့်အကိုကအလုပ်ရှုပ်ခံပြီးတော့မှာပဲချက်တောင်ပန်ကျော်စားပါမယ်ပုံစံအတိုင်းချက်တောင်ပန်ကိုရေးစင်အောင်ဆေးပါရတာတွေထဲဝင်အောင်ဆိုပြီးတော့ကျွန်တော်တို့ဓာတ်လေးနဲ့ပုံလိုက်မယ်ရတာနေဖို့စားရယ်ကျွန်တော်တို့ပင်ကမြန်ရဲ့အနောက်လေးရယ်ငရုတ်ကောင်းလေးရယ်ထည့်လိုက်မယ်ပြီးရင်တော့အသေးချောင်းနှိမ့်နေပြီးတော့မှနေပြီးမယ်နေပြီးလို့ရှိရင်တော့ကျွန်တော်တို့15မိနစ်လောက်ခဏလောက်နှက်ထားလိုက်မယ်ပြီးရင်တော့နှက်ထားတဲ့ချက်တောင်ပန်ထဲကိုကြောင်မှုအမုတ်တွေထည့်ပြီးတော့မှနေပါမယ်အမုတ်တနေ့တစ်ချောင်းကြော်ရဲ့ခါမှာစီမပေါက်တော့ပါဘူးခုဆိုရင်စကြော်လို့ရပါပြီစီမပူအေးလေးထဲကိုစပြီးတော့မှချက်တောင်ပန်ထည့်ပြီးတော့စကြော်ပါမယ်ပြီးတော့မှအမီးအရှိန်လေးနဲ့တက်ပြီးကြော်ပါမယ်တစ်ဖက်ကျပြီးဆိုရင်တစ်ဖက်ကိုလန်ပေးလိုက်မယ်ကျပြီးသားဟာလေးကိုဆဲထုတ်ပြီးတော့မှနောက်ထပ်အသစ်ထပ်ကြော်ပါမယ်တစ်ခုလဲကျက်ပြီးဆိုတော့ထပ်ပြီးတော့မှဆဲပေးလိုက်မယ်ခုဆိုရင်တော့ချက်တောင်ပန်ကြော်လေးရပါပြီပြီးတော့မှလည်းကျွန်တော်တို့အချင်းလေးကိုလည်းခွက်ကလေးပဲထည့်ထားလိုက်ပါမယ်ဆုံး TTV ရဲ့အတွက်လည်းထူးပဲချစ်တင်ပါတယ်လဲရလဲစားဖို့လည်းအဆင်ပြေဖြစ်ပြီးဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြရအောင်နော် See you